ရေးကြီးတဲ့သတင်းတစ်ပုဒ်မျှဝေလိုက်ပါမယ်ဒီကနေ့ဒီရက်ပိုင်းလေးမှာလေးစိတ်ကနေပြီးတော့မှခရီးသွားမဲ့လူများခရီးမသွားခင်စောင်းရံရှောင်းရံလေးတွေလုပ်ပြီးမှခရီးသွားကြပါလို့သတိပေးလိုက်ချင်ပါတယ်ဘယ်လိုလူတွေအရေးတကြီးခရီးမထွက်ပါနဲ့လို့ပြောရမလဲတရားရုံးမှာ removal proceeding ရှိထားတဲ့သူတွေခရီးလုံးဝမသွားပါနဲ့လို့သတိပေးပါရစေနောက်တစ်ခုကတော့ court order မှာ warrant ခေါ်ထားတဲ့လူရှိတဲ့လူတွေလည်းခရီးမသွားကြပါနဲ့နောက်တစ်ခါလောလောဆယ်မှာ criminal record ရှိရင်လည်းခရီးမသွားကြပါနဲ့ကိုယ့်ရဲ့ ID တွေမှာနာမည်လွှဲမှားနေတဲ့သူတွေဆိုလည်းခရီးမသွားကြပါနဲ့အရေးကြီးဆုံးကတော့ ICE report ရှိနေတဲ့သူတွေအားလုံးဖမ်းနိုင်ခြင်းရှိတဲ့အတွက်ဒီကနေ့လေးစိတ်ထဲမှာ ICE တွေ TSA ကိုစားအလုပ်လုပ်နေပါတယ်ခရီးမသွားကြပါနဲ့လို့သတိပေးလိုက်ချင်ပါတယ်